ကဘာသမိုင်းမှတ်တမ်းတွေကိုပြန်ကြည့်လိုက်ရင်လူသားတွေရဲ့ကံကြမ္မာကိုအကြီးအကျယ်ပြောင်းလဲစေခဲ့တဲ့ကြောက်မက်ဖွယ်ကောင်းတဲ့စစ်ပွဲကြီးတစ်ခုရှိခဲ့ပူပါတယ်။ဒီစစ်ပွဲကိုသမိုင်းပညာရှင်တွေကပထမကဘာစစ်လို့သတ်မှတ်ခဲ့ကြပြီးတော့ The Great War လို့အကျယ်တဝန့်ဖော်ပြခဲ့ကြပါတယ်။1914ဇူလိုင်လ28ကနေ1918နိုဝင်ဘာလ17ရက်နေ့အထိ4နှစ်ကျော်ကြာဖြစ်ပွားခဲ့တဲ့ဒီစစ်ပွဲကြီးဟာဥရောပတိုက်ကိုဗဟိုပြုပြီးဖြစ်ပွားခဲ့ပေမဲ့ကဘာတဝန်းလုံးအတိုင်းအတာရိုက်ခတ်စေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီစစ်ပွဲကြီးဖြစ်လာရတဲ့ဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်ဆာရာယေဗိုမြို့ကလမ်းမတစ်ခုပေါ်မှာကားသမားတစ်ယောက်လမ်းမကွေ့လိုက်မိတဲ့အမှားလေးကနေစတင်ခဲ့တာပါ။တကယ်ပြောတာပါအဲ့ဒီအမှားသေးသေးလေးတစ်ခုကနေကဘာကြီးတစ်ခုလုံးကိုစစ်ပွဲထဲဆွဲသွင်းသွားတဲ့ကွင်းဆက်တုံ့ပြန်မှုတွေကိုဖြစ်ပေါ်စေခဲ့တာပါဒီစစ်ပွဲကြီးမှာအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ဗြိတိန်၊ပြင်သစ်၊ရုရှား၊အီတလီ၊ဂျပန်နဲ့နောက်ပိုင်းမှာအမေရိကန်ပြည်ထောင်စုတို့ပါဝင်လာတဲ့မဟာမိတ်နိုင်ငံများအဖွဲ့နဲ့ဂျာမနီ၊ဩစတြီးယား၊ဟန်ဂေရီနဲ့အော်တိုမန်အင်ပါယာတို့ပါဝင်တဲ့ဗဟိုအင်အားစုနိုင်ငံအဖွဲ့တို့ရဲ့အကျိတ်အနယ်ရှင်ပြိုင်တိုက်ခိုက်ခဲ့ကြတဲ့ကမ္ဘာသမိုင်းဝင်စစ်ပွဲကြီးပဲဖြစ်ပါတယ်ဒီစစ်ပွဲအကြောင်းကိုတော့ကျွန်တော်တို့အားလုံးတင်ရိုးတွေမှာမြင်ခဲ့တင်ခဲ့ရဘူးတော့မှတ်မိတဲ့သူတွေလည်းရှိမယ်ထင်ပါတယ်ဒါပေမဲ့အဆုံးထိကြည့်ဖို့တော့တိုက်တွန်းလိုက်ပါတယ်ကဲစားလိုက်ရအောင်တမိုင်းတစ်လျှောက်ကြီးမားတဲ့ဒီစစ်ပွဲကြီးဟာခေတ်သစ်ဆက်မှုလက်မှုစစ်ပွဲများရဲ့အစပျိုးရာဖြစ်ခဲ့ပါတယ်။ဒါအပြင်ကမ္ဘာအင်ပါယာကြီး၄ခုကိုပြိုကျပျက်စီးစေခဲ့ရုံသာမကဥရောပနဲ့အရှေ့အလယ်ပိုင်းဒေသတွေရဲ့မြေပုံတွေကိုပါအပီးတိုင်ပြောင်းလဲပစ်ခဲ့တဲ့အထိလှုပ်ခတ်စေခဲ့ပါတယ်။လူဦးရေတန်း80ကျော်တဲ့စစ်အင်အားနဲ့ဆင်နွှဲခဲ့ပြီးတော့စစ်သားနဲ့အရက်သား15တန်းကနေ20တန်းအထိအသက်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ပဲလူသားသမိုင်းမှာအသေးပြောက်အများဆုံးပဋိပက္ခတစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့တာပဲဖြစ်ပါတယ်။ဒီတော့ဒီစစ်ပွဲကြီးဟာဘလို့အစပြုခဲ့တာလဲ။ဒီလိုကြီးမားတဲ့စစ်ပွဲကြီးဘလို့စတင်ခဲ့လဲဆိုတာကိုကျွန်တော်ပြန် research လုပ်ကြည့်တဲ့အခါမှာအဓိကပြဿနာကတစ်ခုတည်းမဟုတ်ပဲအကြောင်းရင်းများစွာရှိကြောင်းသိခဲ့ရပါတယ်။သမိုင်းပညာရှင်များကပထမကမ္ဘာစစ်ဖြစ်ပွားရခြင်းရဲ့အဓိကအကြောင်းရင်းကိုအင်္ဂလိပ်အခရာ main လို့အတူခောက်အနေနဲ့ဖော်ပြထားတာကိုတွေ့ရပါတယ်။ဟင် main ကငါတို့သိတာပဲ။အဓိက main အရေးကြီးတာပတ်စံကွာဆိုရင်တော့ဖိုးထားပါအောင်ဗျာကျွန်တော်ပြောတဲ့main ဆိုတာကအဓိပ္ပာယ်တွေနဲ့တိုးချုပ်သတ်မှတ်ထားတာပါကျွန်တော်ရှင်းပြပါမယ်19ရာစုနှောင်းပိုင်းနဲ့20ရာစုအစောပိုင်းကာလများတွေမှာဥရောပနိုင်ငံတွေဖြစ်ကြတဲ့အထူးသဖြင့်ဗြိတိန်နဲ့ဂျာမနီတို့အကြားရေတပ်အင်အားအပြိုင်ဆိုင်တည်ဆောက်မှုများပြင်းထန်နေခဲ့ပါတယ်ဒါဟာအင်အားကြီးနိုင်ငံနှစ်နိုင်ငံကြားနိုင်ငံရေးတင်းမာမှုတွေဖြစ်စေခဲ့ပြီးတော့ဒီလိုစစ်အင်အားအပြိုင်ဆိုင်တည်ဆောက်ခဲ့ခြင်းတွေကြောင့်ပဲ militarism ဆိုတဲ့စစ်ရေးအင်အားတည်ဆောက်ခြင်းလို့သတ်မှတ်ခဲ့ကြပါတယ်ဒုတိယအချက်ကတော့ဒီလိုစစ်အင်အားပြိုင်ဆိုင်မှုတွေကနေတဆင့်စိုးရိမ်မှုတွေကိုဖြစ်စေခဲ့ပြီးတော့မဟာမိတ်ဖွဲ့ခြင်းဆိုတဲ့ alliance ကိုဖြစ်ပေါ်စေခဲ့ပါတယ်။ထိုအချိန်ကဥရောပတိုက်သည့်အုပ်စုကြီးနှစ်စုကွဲနေခဲ့တာပါ။ဗြိတိန်၊ပြင်သစ်နဲ့ရုရှားတို့ကသုံးပွင့်ဆိုင်မဟာမိတ် Triple Entente အဖြစ်ရှိနေကြပြီးဂျာမနီတို့ကလည်းဩစတြီးယား၊ဟန်ဂေရီနဲ့အီတလီတို့နဲ့အတူနောက်ထပ်သုံးပွင့်ဆိုင်မဟာမိတ် Triple Alliance အဖြစ်နဲ့ဂတိစာချုပ်များချုပ်ဆိုထားခဲ့ကြပါတယ်။ဒါကြောင့်ပဲနိုင်ငံတနိုင်ငံစစ်ဖြစ်ရင်ကျန်နိုင်ငံတွေကပါဝင်ရောက်ကူညီရမယ်ဆိုတဲ့တင်းကျပ်တဲ့စာချုပ်သဘောတူညီချက်တွေဟာစစ်ကြီးကိုစတင်ဖို့အသင့်ရှိနေခဲ့ပါတယ်။နောက်တစ်ချက်ကတော့ imperialism ဆိုတဲ့နယ်ချဲစနစ်ဖြစ်ပြီးအာဖရိကနဲ့အာရှတိုက်တို့မှာကိုလိုနီနယ်မြေတွေကိုအလူရက်ရှာဖွေကြတဲ့ဥရောပအင်အားကြီးနိုင်ငံများအတွက်တော့အချင်းချင်းတင်းမာမှုတွေဟာတနေ့တခြားမြင့်တက်လာခဲ့ပါတယ်။နောက်ဆုံးအရေးကြီးတဲ့အကြောင်းရင်းကတော့အမျိုးသားရေးဝါဒဖြစ်တဲ့ nationalism ပဲဖြစ်ပါတယ်။အထူးသဖြင့်ဘော်လကန်ဒေသမှာနေထိုင်တဲ့ Slavic လူမျိုးများဟာဩစတြီးယားဟန်ဂေရီအင်ပါယာရဲ့အုပ်ချုပ်မှုကနေခွဲထွက်ပြီးတော့ဆာဘီးယားနိုင်ငံနဲ့ပူးပေါင်းလိုခဲ့ကြပါတယ်။ဒီလိုအထာမထားတဲ့ကိစ္စတွေကလည်းလူမျိုးရေးတင်းမာမှုတွေကိုပုံမဆိုးဝါးလာစေပြီးဘော်လကန်ဒေသဟာဥရောပရဲ့ရန်အိုးလိုတောင်ခေါ်ဝေါ်ခံရတဲ့အထိမီးပွားတစင်းသာကြားရောက်ခဲ့ရင်ပထမကမ္ဘာစစ်ကြီးချက်ချင်းစတင်မဲ့အခြေအနေအထိရောက်ရှိနေခဲ့ပါတယ်။ဒီလိုနဲ့ပဲ1914ခုနှစ်ဇွန်လ28ရက်နေ့အရောက်မှာတော့ဒီရန်အိုးကြီးကိုပောက်ကွဲစေမဲ့မီးပွားတစပေါ်ပေါက်လာခဲ့ပါတယ်။ကမ္ဘာစစ်ကိုဖြစ်ပွားစေတဲ့အဓိကဖြစ်စဉ်ကအခုမှစမှာပါ။အဲ့ဒီနေ့ကဘော့စနီယန်ဆပ်အမျိုးသားရေးဝါဒီဂက်ဘရီလိုပရင်စစ်ဟာဆာရာယေဗိုမြို့မှာဩစတြီးယားဟန်ဂေရီအင်ပါယာရဲ့ထီနန်ဆက်ခံမဲ့သူဖြစ်တဲ့ Archduke Franz Ferdinand နဲ့သူ့ရဲ့ဇနီးတဲ့ဆိုဖီတို့ကိုလှုပ်ကြံတပ်ဖြတ်ခဲ့ပါတယ်။ဒီလှုပ်ကြံမှုဟာပထမကမ္ဘာစစ်ကိုတိုက်ရိုက်အစပျိုးစေခဲ့တဲ့အရေးအကြီးဆုံးဖြစ်ရပ်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒီဖြစ်ရပ်ပြီးမှဂျာမနီကမဟာမိတ်နိုင်ငံဖြစ်တဲ့ဩစတြီးယားဟန်ဂေရီကိုချွင်းချက်မရှိအပြည့်အဝထောက်ခံမယ်ဆိုတဲ့ကတိကိုပေးခဲ့ပါတယ်။အဲ့ဒီနောက်ဩစတြီးယားဟန်ဂေရီဟာဆာဘီးယားနိုင်ငံထံလက်ခံဖို့အလွန်ခက်ခဲတဲ့တင်းကျပ်တဲ့ရာဇသံတစ်စောင်ကိုပေးပို့ခဲ့ပြီးဆာဘီးယားကအချက်အများစုကိုလက်ခံခဲ့ပေမဲ့နိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိခိုက်စေမဲ့အချက်ချို့ကိုတော့ညှင်းဆိုခဲ့ပါတယ်။အဲ့ဒီအခြေအနေကြောင့်1914ခုနှစ်ဇူလိုင်လ28ရက်နေ့မှာဩစတြီးယားဟန်ဂေရီကဆာဘီးယားကိုစစ်ကြေညာခဲ့ပြီးမဟာမိတ်စာချုပ်တွေကြောင့်ဥရောပတဝန်းကနိုင်ငံတွေဟာတစ်နိုင်ငံပြီးတစ်နိုင်ငံစစ်ထဲကိုဆွဲသွင်းခံခဲ့ရပါတယ်။ဒါနဲ့မဟာမိတ်နိုင်ငံတွေအနေနဲ့စာချုပ်ချုပ်ထားရုံတက်ပဲမတိုက်ပဲနေလို့မရဘူးလားဆိုရင်တော့မရပါဘူး။အဲ့ဒီခေတ်ကမဟာမိတ်စာချုပ်တွေဟာရိုးရိုးမိတ်ဆွေစာချုပ်မဟုတ်ပဲစစ်ရေးကူညီပေးရမယ့်ဂတိကဝတ်တွေပါဝင်နေလို့ပါပဲမဟာမိတ်တနိုင်ငံတိုက်ခိုက်ခံရရင်ကြံတဲ့နိုင်ငံတွေကအကူအညီဖို့ဖိအားရှိပါတယ်
မကူညီရင်စာချုပ်ပြည့်ယုံတာမကယုံကြည်မှုလဲဆုံးရှုံးနိုင်ပြီးနောက်တစ်ချိန်မိမိနိုင်ငံအန်ဒီရဲ့ကြုံလာရင်လဲဘသူအကူအညီမှမရနိုင်တော့ပါဘူးဆိုတော့နားလည်ကြမယ်ထင်ပါတယ်စောနာကကျွန်တော်ပြောခဲ့သလိုပဲဩစတြီးယားဟန်ဂေရီကဆာဘီးယားကိုစစ်ကြေညာလိုက်ပြီးနောက်မှာတော့ဆာဘီးယားကိုထောက်ခံတဲ့ရုရှားဟာလည်းငြိမ်မနေတော့ပဲစစ်အင်အားစုစည်းပြီးတော့စတင်လှုပ်ရှားလာခဲ့ပါတယ်ဒီအခြေအနေကိုတုံ့ပြန်တဲ့အနေနဲ့ဩဂုတ်လ1ရက်နေ့မှာပဲဂျာမနီကရုရှားကိုတဖန်ပြန်လဲစစ်ကြေညာလိုက်ပြီးဩဂုတ်လ3ရက်နေ့မှာတော့ပြင်သစ်ကိုတခါတည်းဆက်လက်စစ်ကြေညာခဲ့ပါတယ်ပြင်သစ်ကိုမြန်မြန်အနိုင်ယူနိုင်ဖို့ရေးဆွဲထားတဲ့ရှာလီဗန်စီမံကိန်းအရဂျာမနီကကြားနေနိုင်ငံဖြစ်တဲ့ဘယ်လ်ဂျီယံကိုဝင်ရောက်ကျူးကျော်ခဲ့ပါတယ်ဒါပေမဲ့1839ခုနှစ်လန်ဒန်စာချုပ်အရဘယ်လ်ဂျီယံကိုကြားနေနိုင်ငံအဖြစ်အာမခံထားတဲ့ဗြိတိန်ဟာလည်းဂျာမန်တွေရဲ့ဒီလိုလုပ်ရက်ကိုလက်မခံတဲ့အတွက်ဩဂုတ်လ4ရက်နေ့မှာပဲဂျာမနီကိုတဖန်ပြန်လဲစစ်ကြေညာလိုက်ရာကနေဒီဥရောပစစ်ပွဲဟာအချိန်တိုအတွင်းမှာပဲကမ္ဘာစစ်ကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒါပေမဲ့သမိုင်းပညာရှင်တွေကြားမှာတော့ပထမကမ္ဘာစစ်စတင်ခြင်းနဲ့ပတ်သက်ပြီးတော့ဒီနေ့ထိအမြင်ကွဲလွဲမှုတွေရှိနေသေးပါ။1960နောက်ပိုင်းနှစ်တွေမှာသမိုင်းပညာရှင် Fritz Fischer ကဂျာမနီဟာဥရောပကိုလွှမ်းမိုးဖို့ရည်ရွယ်ချက်တစ်ခုတည်းနဲ့စစ်ပွဲကိုတမင်ဖန်တီးခဲ့တယ်လို့အငင်းပွားဖွယ် theory တစ်ရပ်ကိုတင်ပြခဲ့ပြီးတော့ဒီအမြင်ဟာနှစ်ပေါင်းများစွာသမိုင်းသုတေသနလောကမှာလွှမ်းမိုးခဲ့ပါတယ်။ဒါပေမဲ့2012ခုနှစ်အရောက်မှာတော့သမိုင်းပညာရှင် Christopher Clark ရေးသားတဲ့ The Sleepwalkers စာအုပ်ထဲမှာဒီစစ်ပွဲဟာနိုင်ငံတနိုင်ငံတည်းရဲ့အပြစ်မဟုတ်ဘဲဥရောပအင်အားကြီးနိုင်ငံအလုံးရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေနဲ့တန်တမန်ရေးရာညံပြင်းမှုတွေရှိနေခဲ့တာကြောင့်လို့ဆိုပါတယ်။ဒါကြောင့်ပဲအပြန်လှန်တန်တရားတွေကနေတဆင့်ဒီလိုကမ္ဘာစစ်ကြီးထိဖြစ်ခဲ့တာလို့တင်ပြခဲ့ပါတယ်။ဒါပေမဲ့ဘလို့ပဲစစ်ပွဲစတင်ခဲ့ပါစေနောက်ဆုံးမှာတော့ကမ္ဘာကြီးတစ်ခုလုံးစစ်မီးတွေကိုကြာရောက်သွားပါတော့တယ်။တိုက်ပွဲတွေကိုစစ်မျက်နှာအသီးသီးမှာဆင်နွှဲခဲ့ကြပြီးတော့တမိုင်းမှာအကြမ်းတမ်းဆုံးနဲ့သွေးထွက်တန်ယိုအများဆုံးတိုက်ပွဲတွေကိုတော့အနောက်ဘက်စစ်မျက်နှာမှာသာဖြစ်ပွားခဲ့ပါတယ်။1914ခုနှစ်စက်တင်ဘာလမှာဖြစ်ပွားခဲ့တဲ့ပထမမန်းတိုက်ပွဲဟာစစ်ပွဲတစ်ခုလုံးရဲ့ဥတီယာကိုလုံးဝပြောင်းလဲသွားစေခဲ့ပါတယ်။ဘာရီမြို့စီကိုအလင်းအမြန်ချီတက်လာတဲ့ဂျာမန်တပ်တွေကိုပြင်သစ်နဲ့ဗြိတိရှတပ်တွေကအသေးအတန်ခုခံကာကွယ်ရင်းဂျာမန်တွေကိုရပ်တန့်နိုင်ခဲ့ပါတယ်။ဒါကြောင့်ဂျာမနီတို့ရဲ့အဓိကရည်ရွယ်ချက်ဖြစ်တဲ့ရှယ်လီဖန်စီမံကိန်းဟာလည်းဒီနေရာမှာပဲပျက်စီးသွားခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးတော့ဒီစစ်ပွဲဟာရပ်ပိုင်းအတွင်းမှာအဆုံးသတ်မဲ့ရေတိုစစ်ပွဲမဟုတ်တော့ဘဲနှစ်ပေါင်းများစွာကြာမဲ့ရေရှည်စစ်ပွဲအဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။နောက်တစ်နေ့အကြာမှာတော့မဟာမိတ်နိုင်ငံတွေကအော်တိုမန်အင်ပါယာကိုအလဲထိုးဖို့အတွက်ဂယ်လီပိုလီကျွန်းဆွယ်မှာကုန်းချောင်းရေချောင်းနဲ့အတူစစ်ကြောင်းတစ်ခုကိုတပြိုင်နက်ထိုးစစ်ဆင်ခဲ့ပါတယ်။ဒါပေမဲ့မျှော်လင့်ထားသလိုမအောင်မြင်ခဲ့ပဲလာပေါင်းများစွာကြာအောင်တိုက်ခိုက်ပြီးတဲ့နောက်မှာတော့အသာစီးမရပဲပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ဒီလိုနဲ့1916ခုနှစ်အရောက်မှာစတင်ခဲ့တဲ့ဘာဒွန်တိုက်ပွဲဟာပထမကမ္ဘာစစ်ရဲ့အကြဆုံးနဲ့အရက်ဆက်ဆုံးတိုက်ပွဲတွေကတစ်ခုအဖြစ်သမိုင်းဝင်ခဲ့တယ်။ဆယ်လာနီးပါးအကြာအဆက်မပြတ်တိုက်ခိုက်ခဲ့ပြီးနောက်မှာတော့နှစ်ဖက်စလုံးကစစ်သားသိန်းနဲ့ချီပြီးတော့အသက်ဆုံးရှုံးခဲ့ပါတယ်။ဒါနဲ့ပထမကမ္ဘာစစ်ကိုကြည့်မယ်ဆိုရင်ထူးခြားတဲ့အရာတစ်ခုကိုသတိထားမိမှာပါ။အဲ့ဒါကတော့19ရာစုရဲ့ရိုးရာစင်နီးဗျူဟာတွေနဲ့20ရာစုရဲ့ခေတ်မီစက်မှုနည်းပညာတွေပထမဆုံးအကြိမ်ထိပ်တိုက်တွေ့ဆုံတာပဲဖြစ်ပါတယ်။အရင်ခေတ်တုန်းကတော့စစ်သားထောင်ပေါင်းများစွာကိုအစုလိုက်အပြုံလိုက်ရှေ့တန်းကိုလွှတ်ပြီးထိုးစစ်ဆင်တာကအဓိကနည်းဗျူဟာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ပထမကမ္ဘာစစ်ရောက်လာတဲ့အခါအခြေအနေကလုံးဝပြောင်းလဲသွားပါတယ်။ရာနဲ့ချီတဲ့ကြီးတွေကို10မိနစ်အတွင်းဇက်တိုက်ပစ်နိုင်တဲ့စက်တနက်တွေအဝေးကနေမြေပြင်တစ်ခုလုံးကိုလှမ်းပစ်နိုင်တဲ့အမြောက်ကြီးတွေနဲ့စူးကြိုးအတားစီးတွေကအဲ့ဒီထိုးစစ်တွေကိုသွေးမြေကျစေခဲ့ပါတယ်။ရှေ့ကိုတလန်းတိုးဖို့စ조사တိုင်းအသက်ပေါင်းများစွာပေးဆက်ရတဲ့စစ်ပွဲတစ်ပွဲဖြစ်လာခဲ့တာပါ။ဒီအခြေအနေကြောင့်အနောက်ဘက်စစ်မျက်နှာမှာနောက်ထပ်ထူးခြားတဲ့စစ်ပွဲတစ်ခုပေါ်လာပါတယ်။အဲ့ဒါကတော့တူးမြောင်းစစ်ပွဲဖြစ်ပါတယ်။ဘာလို့အဲ့လိုခေါ်ရလဲဆိုတော့နှစ်ဖက်စလုံးဟာဆွစ်ဇာလန်နယ်စပ်ကနေမြောက်ပင်လယ်အထိရှည်လျားတဲ့မြေတုပ်ကျင်းတွေကိုတူးပြီးအဲ့ထဲမှာလားနဲ့ချီတခါတလေနှစ်နဲ့ချီနေထိုင်ရင်းတိုက်ပွဲဝင်ခဲ့ကြပါတယ်။စစ်ပွဲအတွင်းလူအသေးပြောက်အများဆုံးဖြစ်စေခဲ့တာကတော့စက်တနက်မဟုတ်ပါဘူး။အမြောက်ကြီးတွေပါစစ်မြေပြင်မှာတေဆုံးသူအများစုဟာအမြောက်ကြီးတွေကြောင့်အသက်ဆုံးရှုံးခဲ့ကြတာလို့သိရပါတယ်။ဒါရင်မကသေးပါဘူး1915ခုနှစ်မှာဂျာမနီကဒုတိယအိုင်ဘရက်စ်တိုက်ပွဲအတွင်းမှာအစိမ့်ငွေ့အပြင်စားကိုပထမဆုံးအကြိမ်အသုံးပြုခဲ့ပါတယ်။ကလိုရင်ဖော်စဂျင်းနဲ့မုန်ညင်းတန်းငွေတွေဟာစစ်သားတွေကိုအလွန်ထိတ်လန့်စေခဲ့ပေမဲ့တေဆုံးမှုတွေကတော့မများခဲ့ပါဘူး။ဒါပေမဲ့အသက်ရှင်ကျန်ရစ်သူတွေအတွက်တော့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကိုနှစ်ပေါင်းများစွာတည်ဆောင်သွားရတဲ့အထိနာကျင်ခဲ့ရတယ်လို့သိရပါတယ်။ဒီတူးမြောင်းတွေကိုဖျက်ချော်နိုင်ဖို့ဗြိတိန်တွေကတင်ကားတွေကိုတီထွင်ခဲ့ပါတယ်။အစောပိုင်းမာကွမ်တင်ကားတွေကနှေးကွေးပြီးဆက်ချိုရင်းမှုမကြာခဏဖြစ်ပေမဲ့စစ်ပွဲအဆုံးပိုင်းရောက်လာချိန်မှာတော့စစ်မြေပြင်ရဲ့အသာစီးရနိုင်စွမ်းကိုတဖြည်းဖြည်းပြောင်းလဲပေးနိုင်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲကောင်းကင်ပေါ်မှာလည်းပြိုင်ဆိုင်မှုတွေရှိနေခဲ့ပါတယ်။အစပိုင်းမှာကင်းထောက်ဖို့သာအသုံးပြုခဲ့တဲ့လေယာဉ်တွေဟာနောက်ပိုင်းမှာတိုက်လေယာဉ်တွေနဲ့ဘုံကျဲလေယာဉ်တွေအဖြစ်အလင်းအမြန်ဆင့်ကဲပြောင်းလဲလာခဲ့ပါတယ်။ပင်လယ်ထဲမှာတော့ဂျာမနီရဲ့ U-boats ရေငုပ်သင်္ဘောတွေကမဟာမိတ်နိုင်ငံတွေရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုအဆက်မပြတ်တိုက်ခိုက်နေခဲ့ပါတယ်။အရက်ဘက်သင်္ဘောတွေကိုပါကြိုတင်သတိမပေးတဲ့စစ်စင်ရေးတွေကြောင့်အမေရိကန်ပြည်ထောင်စုဟာနောက်ဆုံးမှာတော့ကြားနေုံနဲ့မရတော့ပဲ1918ခုနှစ်ဧပြီလ6ရက်နေ့မှာ
စစ်ပွဲတွေကိုတရားဝင်ရောက်လာပါတော့တယ်ဒီလိုနဲ့1918ခုနှစ်ရောက်လာချိန်မှာတော့စစ်ပွဲဟာအဆုံးဖြတ်ပေါ်လာဖို့နီးကပ်လာပါတယ်ရုရှားနိုင်ငံဟာပြည်တွင်းပေါ်ရှိတော်လှန်ရေးဖြစ်ပွားပြီးအစိုးရအပြောင်းလဲဖြစ်သွားခဲ့ပါတယ်ဒါကြောင့်1918ခုနှစ်မတ်လမှာBrest-Litovsk စာချုပ်ကိုချုပ်ဆိုပြီးစစ်ပွဲကနေနှုတ်ထွက်သွားခဲ့ပါတယ်။ဒါကြောင့်ဂျာမနီကရှေ့ဘက်စစ်မျက်နှာကတပ်တွေကိုအနောက်ဘက်ကိုပြန်ရွှေ့နိုင်ခဲ့ပေမဲ့အဲ့ဒီအချိန်မှာပဲအမေရိကန်စစ်သားအင်အားအများအပြားကဥရောပကိုရောက်ရှိလာနေပြီပဲဖြစ်ပါတယ်။1918ခုနှစ်မှာမဟာမိတ်နိုင်ငံတွေက100 Days Offensive လို့ခေါ်တဲ့ထိုးစစ်ကြီးတွေကိုစက်တိုက်ဆင်နွှဲခဲ့ပြီးတော့အဲ့ဒီထဲက Meuse-Argonne Offensive ဟာအပြင်းထန်ဆုံးတိုက်ပွဲတွေကတစ်ခုဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့ဂျာမန်တပ်တွေဟာအင်အားနည်းကတဖြည်းဖြည်းနောက်ဆုတ်လာခဲ့ပါတယ်။1918ခုနှစ်နိုဝင်ဘာလ17ရက်နနက်7:00နာရီတိတိကွန်ပီရန်ဒေသမှာစစ်ရဲစဲရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီး4နှစ်ကျော်ကြာမြင့်ခဲ့တဲ့ပြစ်ခတ်တံတွေနဲ့အတူပထမကမ္ဘာစစ်ပွဲကြီးဟာနောက်ဆုံးတော့အဆုံးသတ်သွားခဲ့ပါတယ်။စစ်ပွဲပြီးဆုံးချိန်မှာတော့ကမ္ဘာဟာနောက်ထပ်ကပ်ဘေးတစ်ခုနဲ့ထပ်မံရင်ဆိုင်ခဲ့ရပါတယ်။အဲ့ဒါကတော့1918ခုနှစ်မှာဖြစ်ပွားခဲ့တဲ့တုပ်ကွေးကပ်ရောဂါဘေးကြီးပဲဖြစ်ပါတယ်။စစ်ပွဲနဲ့ကပ်ရောဂါကတပြိုင်နက်တည်းဖြစ်ပွားခဲ့တာကြောင့်အတိအကျတွက်ချက်ဖို့ခက်ခဲပေမဲ့စစ်သား9တန်းကနေ10တန်းခန့်အသက်ဆုံးရှုံးခဲ့ပြီးတော့အရက်သား6တန်းကနေ73တန်းခန့်ဟာငတ်မွတ်မှုယောဂဗျာတွေနဲ့လူမျိုးတုံးတပ်ဖြတ်ခံရခြင်းတွေကြောင့်တေဆုံးခဲ့ရတယ်လို့သိရပါတယ်။ဒဏ်ရာရပြီးမတန်ဆွမ်းဘဝကိုရောက်သွားသူကလည်း21တန်းခန့်အထိရှိခဲ့ပါတယ်။ဒီစစ်ပွဲနဲ့ဆက်နွယ်နေတဲ့နောက်ထပ်အမှောင်မိုက်ဆုံးတမိုင်းတစ်ခုလည်းရှိပါသေးတယ်။ဒါကတော့အာမေးနီးယန်လူမျိုးတုံးတပ်ဖြတ်မှုပါပဲ။စစ်ပွဲဖြစ်ပွားနေစဉ်အတွင်းအော့တိုမန်အင်ပါယာလက်အောက်မှာအာမေးနီးယန်လူမျိုးတသန်းကနေ1.5တန်းအထိတပ်ဖြတ်ခံခဲ့ရပြီးဒီဖြစ်ရပ်ကိုယနေ့အထိ20ရာစုရဲ့ပထမဆုံးလူမျိုးတုံးတပ်ဖြတ်မှုတွေကတစ်ခုအဖြစ်တမိုင်းပညာရှင်အများစုကသတ်မှတ်ထားကြပါတယ်။နောက်ပြီးစစ်ပွဲတွေကလူသားတွေရဲ့အသက်ကိုတင်ယူဆောင်သွားတာမဟုတ်ပါဘူး။နိုင်ငံတစ်ခုရဲ့စီးပွားရေးကိုလည်းလုံးဝပြောင်းလဲပြစ်နိုင်ပါတယ်။ဘာကြောင့်ကျွန်တော်ဒီလိုပြောရလဲဆိုတော့ကမ္ဘာစစ်ကြီးဖြစ်ပွားနေစဉ်မှာနိုင်ငံတိုင်းဟာစစ်ကိုအနိုင်ရဖို့ဆိုတဲ့ရည်ရွယ်ချက်တစ်ခုတည်းနဲ့စက်ရုံတွေစီးပွားရေးလုပ်ငန်းတွေဘဏ္ဍာငွေအားလုံးကိုစစ်ပွဲအတွက်အသုံးချခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲကမ္ဘာဘဏ္ဍာရေးဗဟိုချက်ဖြစ်ခဲ့တဲ့ဗြိတိန်ကတော့အမေရိကန်စီကအကျွေးများပြားယူခဲ့ရပါတယ်။ဂျာမနီကတော့စေကျွေးတွေအပြင်ဘာဆိုင်စာချုပ်ရပေးလျော်ရမယ့်ရော်ကြေးငွေအမြောက်များကြောင့်နိုင်ငံတစ်ခုလုံးစီးပွားရေးပြိုလဲလူနီးပါးဖြစ်သွားခဲ့ပါတယ်။နောက်ပိုင်းမှာငွေကြေးတန်ဖိုးပြိုကျသွားပြီးတော့1923ခုနှစ်ရဲ့ငွေကြေးဖောင်းပွားမှုအကျပ်တဲနဲ့ကြုံတွေ့ခဲ့ရပါတယ်။ဒါပေမဲ့ဒီစစ်ပွဲကြီးကမမျှော်လင့်ထားတဲ့လူမှုရေးအပြောင်းအလဲတစ်ခုကိုလည်းယူဆောင်လာခဲ့ပါတယ်။အမျိုးသားတန်းပေါင်းများစွာစစ်မြေပြင်ကိုထွက်သွားချိန်မှာတော့ကြံခဲ့တဲ့အမျိုးသမီးတွေကစက်ရုံတွေလက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့အရေးပါတဲ့အလုပ်ကိုင်တွေကိုဝင်ရောက်တာဝန်ယူခဲ့ကြရပါတယ်။ဒီအတွေ့အကြုံတွေကပဲစစ်ပြီးနောက်ပိုင်းမှာအမျိုးသမီးများတန်းတူအခွင့်အရေးနဲ့မဲပေးခွင့်လှုပ်ရှားမှုတွေကိုအားကောင်းလာစေခဲ့ပြီး Gender Equality ကိုလည်းမြင့်တင်ပေးနိုင်ခဲ့ပါတယ်။တစ်ဖက်မှာတော့ American ပြည်ထောင်စုဟာဒီစစ်ပွဲကြောင့်အကျိုးမြတ်အများကြီးရရှိခဲ့ပြီးကမ္ဘာစီးပွားရေးအင်အားချိန်ခွင်ရှာရဲ့ဗဟိုကိုတဖြည်းဖြည်းရောက်လာခဲ့ပါတယ်။အရင်ကအကျွေးယူနေတဲ့နိုင်ငံတနိုင်ငံကနေထိပ်တန်းစီးပွားရေးအင်အားကြီးနိုင်ငံအဖြစ်ပြောင်းလဲလာခဲ့ပါတယ်။ဒါဟာလည်းပထမကမ္ဘာစစ်ရဲ့အကြီးမားဆုံးအပြောင်းလဲတွေကတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ပထမကမ္ဘာစစ်မှာတိုက်ပွဲတွေရက်စက်မှုတွေကြီးပဲရှိနေခဲ့တာမဟုတ်ပါဘူး။လူသားဆန်မှုကိုပြန်လည်မြင်တွေ့ခဲ့ရတဲ့အခိုက်အတန့်တွေလည်းရှိခဲ့ပါတယ်။1914ခုနှစ်ခရစ်စမတ်နေ့မှာဗြိတိန်နဲ့ဂျာမန်စစ်သားတွေဟာအထက်ကအမိန့်မရှိဘဲအပြစ်ခတ်ကိုခိတ္တရပ်တန့်ခဲ့ကြပါတယ်။ဘုံခိုကျင်းတွေကထွက်လာကြပြီးလက်ဆောင်တွေဖလှယ်ကြတဲ့ခရစ်စမတ်သချင်းတွေအတူဆိုကြတဲ့တချို့နေရာတွေမှာတော့စစ်မြေပြင်အလဲမှာဘောလုံးတောင်အတူကန်ခဲ့ကြပါသေးတယ်လို့သမိုင်းမှတ်တမ်းမှာဖော်ပြထားပါတယ်။ဒီဖြစ်ရပ်ကိုယနေ့အထိ Christmas Truce အဖြစ်လူအများမှတ်မိနေဆဲပဲဖြစ်ပါတယ်။နောက်ထပ်ဒီစစ်ပွဲကြောင့်ပဲနီးပညာပိုင်းမှာလည်းအပြောင်းလဲတွေအများကြီးဖြစ်ပေါ်ခဲ့ပါတယ်။ရင်ငုတ်သင်္ဘောတွေကိုမျက်စိလည်စေဖို့သင်္ဘောကိုယ်တွေပေါ်မှာထူးဆန်းတဲ့ geometry ပုံစံဆေးကွက်တွေဆေးချယ်ထားတဲ့ Dazzle Camouflage အကျွမ်းပြင်ကိုစတင်အသုံးပြုခဲ့ကြပါတယ်။သွေးသွင်းနည်းပညာနဲ့သွေးတိုလောင်နည်းတွေဟာလည်းစစ်ကြီးအတွင်းမှာပဲအလွန်တိုးတက်လာခဲ့ပါတယ်။စစ်ပွဲပြီးသွားနောက်ပိုင်းမှာကမ္ဘာကြီးဟာအရင်လိုမဟုတ်တော့ပါဘူး။ရုရှား၊ဂျာမနီ၊ဩစတြီးယား၊ဟန်ဂေရီနဲ့အော်တိုမန်အင်ပါယာတို့လိုအင်အားကြီးအင်ပါယာတွေပြိုကွဲသွားခဲ့ပြီးတော့သူတို့ရဲ့နယ်မြေတချို့ကလည်းပိုလန်၊ချက်ကိုစလိုဗာကီးယား၊ယူဂိုစလာဗီးယားလိုနိုင်ငံသစ်တွေပေါ်ပေါက်လာခဲ့ပါတယ်။ဒီစစ်ပွဲကြီးကိုတရားဝင်အဆုံးသတ်ခဲ့တာကတော့1919ခုနှစ်ဇွန်လ28ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့တဲ့ဘာဆိုင်စာချုပ်ဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီစာချုပ်ဟာငြိမ်းချမ်းရေးထက်နာကျည်းမှုကိုပုံမကြံရစ်စေခဲ့ပါတယ်။အထူးသဖြင့်ဂျာမနီကိုစစ်ပွဲအတွက်အဓိကတာဝန်ရှိသူအဖြစ်ဆွဆွဲခဲ့ပြီးတော့စစ်ရှုံးနိုင်ငံအဖြစ်နဲ့ပြင်းထန်တဲ့ရော်ကြေးတွေလူမျိုးရေးနှိပ်ကွပ်မှုတွေနဲ့ကန့်သက်ချက်တွေချမှတ်ခဲ့တာကြောင့်ဂျာမန်ပြည်သူတွေအကြားမကျေနပ်မှုတွေတဖြည်းဖြည်းကြီးထွားလာခဲ့ပါတယ်။အဲ့ဒီလိုမကျေနပ်မှုတွေဟာနောက်ပိုင်းမှာ Adolf Hitler နဲ့နာဇီပါတီအာဏာရလာဖို့အခြေအနေတစ်ခုကိုဖန်တီးပေးခဲ့ပြီးတော့ဒုတိယကမ္ဘာစစ်ကြီးအတွက်မီးစလေးဖြစ်ခဲ့တာကိုဘယ်သူမှမသိခဲ့ကြပါဘူး။ဒါကြောင့်သမိုင်းပညာရှင်အများစုကပထမကမ္ဘာစစ်ရဲ့အဆုံးဟာစစ်ပွဲတစ်ခုရဲ့ဏီကုန်းမဟုတ်ဘဲဒုတိယကမ္ဘာစစ်ကိုအစပြိုးပေးလိုက်တဲ့မီးစတစ်ခုသာဖြစ်တယ်လို့သုံးသပ်ကြပါတယ်။ပထမကမ္ဘာစစ်ရဲ့တနက်တန်တွေကတိတ်ဆိတ်သွားခဲ့တာနှစ်ပေါင်း100ကျော်ခဲ့ပါပြီ။ဒါပေမဲ့ဒီစစ်ပွဲကြီးရဲ့အကျိုးဆက်တွေနဲ့နိုင်ငံရေးတင်းမာမှုအချို့ကတော့ယနေ့တိုင်ကြံရစ်နေသေးပါ။
ဒါကြောင့်ပထမကမ္ဘာစစ်ဟာအတိတ်ဖြစ်ရတစ်ခုသာမဟုတ်ပဲအတိတ်ကအမားတွေကိုထပ်မဖြစ်စေဖို့သင်ခန်းစာယူဖို့ပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်တွေကိုလက်မလွတ်စေဖို့ like share နဲ့ subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ် See you